မိသားစုဆိုတာတဘာဝတရားကြီးကပေးလိုက်တဲ့တိတ်ကိုပျော်ရွှင်စရာကောင်းလာတော့အဖွဲ့အစည်းလေးတစ်ခုပါငွေကြေးပြည်စုံတဲ့မိသားစုလေးတွေဟာလည်းပြည်စုံသလိုအနေထားနဲ့တရိယာစရာအမှတ်ရစရာပျော်စရာလေးတွေရှိခဲ့တာပဲငွေကြေးမပြည်စုံတဲ့မိသားစုလေးကြပြန်တော့လဲမပြည်စုံသလိုအနေထားလေးနဲ့ပျော်စရာအမှတ်ရစရာလေးတွေရှိခဲ့ကြတာပါပဲဒီလိုလွင်ပျော်စရာကောင်းတဲ့မိသားစုအဖွဲ့လူစုံလုံးအချိန်လေးမှာဘာမဟုတ်တဲ့ပြဿနာတေးဖွဲလေးဖြစ်ခဲ့ရင်မာမာနတွေထားပြီးစိတ်ဝမ်းမကွဲလိုက်ကြပါနဲ့နှစ်တွေလတွေပြောင်းပြီးအချိန်တစ်ခုရောက်လာတဲ့အခါအတူလက်ဆောင်စားခဲ့တဲ့သမင်းဝိုင်းလေးလူမစုံတော့မှမိသားစုရဲ့တန်ဖိုးကိုနားလည်လာ